Hello ကျမတို့ဒီ business လောက်တဲ့သူအားလုံးပေါ့နော်ဆက်ဆက်လောက်တဲ့အချိန်မှာ flan တက်ကြရှိတယ်တချို့ပေါ့နော်လုံရင်းလုံနေလေပျောက်သွားတယ်ဘာကြောင့်လဲဒီအချက်၃ချက်ကိုလိုက်မလုပ်လို့နံပါတ်1အချက်ကနီးစနစ်နဲ့အလုပ်မလုပ်ဘူးအောင်မြင်တဲ့သူတိုင်းကနီးစနစ်နဲ့အလုပ်လုပ်ရမယ်နီးစနစ်နဲ့လုပ်တဲ့သူတိုင်းကအောင်မြင်တယ်ဥပမာစေးနှုံးကိုမြတ်တမထားတဲ့ဒီစေးနှုံးကိုမရောင်းဘဲနဲ့ကိုယ့်ရဲ့ personal discount ကိုစေးနှုံးကိုရောင်းပေးလိုက်တယ်အကျိုးအမြတ်မရှိဘူးလေ test ခါလဲဆောင်ရသေးတယ်ပို့ခါလဲဆက်ရသေးတယ်ဝန်ဆောင်မှုလည်းပေးရတယ်အချိန်နဲ့အများကြီးကုန်တယ်သဘောကောင်းလိုက်တာဘာအကျိုးအမြတ်မှမရှိဘူးအဲ့တော့မလုပ်ချင်တော့ဘူးနံပါတ်1အချက်ကတထေး mindset တထေးအတွေ့အခေါ်ကိုမရှိဘူးဒါက business owner ဆိုမှပဲကိုပါအလုပ်ရှင်စီးပွားရေးလုပ်တယ်ဆိုမှပဲဝန်ထမ်းအတွေ့အခေါ်နဲ့လာလုပ်လို့ရှိရင်ဘယ်လိုအောင်မြင်မလဲအော်လူများတော့မိတ်ဆက်ပေးတယ်လူများကညင်းပယ်တယ်ဆိုရင်စိတ်ကကြရွယ်ပြီငါဒီ business အောင်မြင်နိုင်မှုထင်တယ်။ညောင်မိတ်ဆက်လို့ရှိရင်ဒီကနေ့စိတ်ဝင်စားဘူး။မခိုင်မြဲဘူး။ဝန်ထမ်းအလုပ်ကိုတွားလုပ်ပြန်ရော။တထေးမိုက်ဆက်ရှိရတယ်။တထေးမိုက်ဆက်ဆိုတာလေငါလုပ်နိုင်တိုင်းငါအောင်မြင်တယ်။ငါတည်ယူမယ်။နံပါတ်3တူတီတယောက်ထဲနဲ့အလုပ်လုပ်တာကိုပိုင် business အလုပ်ရှင်ဆိုမှပဲတူတီတယောက်ထဲလုပ်တယ်။တူတီတယောက်ထဲလို့ရှိရင် business ကြီးမလုပ်နိုင်ဘူး။တူတီတယောက်ထဲလို့ရှိရင်မြန်မအောင်မြင်နိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့ကလေစားလုပ်တဲ့အချိန်မှာလေကိုယ့်ရဲ့အထက်က upline ပါတော့အတူလက်တွဲလုပ်ရမယ်ကိုယ့်ရဲ့အထက်က upline ရတဲ့များများရထားတဲ့သူကျွမ်းကျင်လုပ်တတ်တဲ့သူနဲ့အဖွဲ့အစည်းနဲ့လက်တွဲလုပ်ရမယ်ဒါမှလည်းအောင်မြင်နိုင်မှာပေါ့ big business လုပ်နိုင်မှာပေါ့ဒီအချက်၃ချက်ကိုလိုက်နာလုပ်တတ်ရှိရင်မြန်အောင်မြင်တယ်